နံပါတ်1ဘန်ကောက်ကန်တက်အိန္ဒိယအစိုးရကိုယ်တိုင်ကတရေ6တဲ့နေရာဆိုပြီးတော့အတိမတ်ပြူထားတဲ့နေရာကမ္ဘာပေါ်မှာရှိမှာမဟုတ်ဘူးလို့ပြည်သက်ကြီးထင်းနေရင်ဒီနေရာနဲ့မိတ်ဆက်ပေးပါစေအိန္ဒိယနိုင်ငံကဘန်ကောက်ကန်တက်ဟာအိန္ဒိယနိုင်ငံအစိုးရကိုယ်တိုင်ကတရားဝင်အတိမတ်ပြူထားတဲ့တရေ6တဲ့နေရာကြီးဖြစ်ပါတယ်အဲ့ဒီကိုအာယုံတက်ချိန်မတိုင်ခင်ဒါမှမဟုတ်နေဝင်ပြီးချိန်မှာတွားအောင်ချရင်အစိုးရခွင့်ပြုချက်လိုအပ်ပါတယ်ဒီကန်တက်ကြီးကဂျပန်နဲ့အဲဝါဒါမှာတည်ရှိပြီးတိုင်းပြည်ဟောင်းရဲ့ကျွင်းကြံပျက်စီးဖြစ်ပါတယ်ဒီကန်တက်ကို1993ခုနှစ်ကဘယင်အမ်ဘာကာချီဝါကသူ့သားတွေအတွက်တိစောက်ပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီကန်တက်ကိုစောက်ပြီးကြတဲ့ကဒီနေ့မြာချိန်စာတင်းတော့တာပါပဲကန်တက်စောက်ပြီးရတဲ့အဲ့ဒီဒေတာမှာငတ်ဘေးကြီးကြုံခဲ့ရလို့လူတွေတေကုန်ကြသလိုကျန်တဲ့လူတွေကလည်းနေမြေကိုစွန့်ခွာထွက်ပြေးခဲ့ကြပါတယ်ကိုဆိုရင်ဒီနေရာကြီးကအင်မတန်မှတရေ6တယ်လို့နာမည်ကြီးပြီးသူတို့တားမိထားတဲ့ချိန်မပြောနဲ့ခွင်းပြူထားတဲ့နေကင်းကြောင်တောင်ချိန်ကြီးမှာတော့အဲ့နေရာကြီးရဲ့ဝင်လိုက်တာနဲ့ချက်သိန်းတွေထားလာပြီးနောက်ကနေတယောက်လိုက်နေလို့ခံစားတယ်လို့တွားဘူးသူတိုင်းကဆိုကြပါတယ်ဒါပြင်ကြားရီပါဝင်ညဘက်ကြစားတွေဒေါ်အင်ဒရီဆန်များစွာလဲဒီခန္ဓာနားမှာရှိနေရပါလူတွေတက်ထားတဲ့မီလီယံလည်းဘာမှမရှိတာကြောင့်နေဝင်တာနဲ့ပင်းပေးအောင်မောင်းလာပြီးတင်းနားမှာဘာတွေရှိနေလဲဆိုတာမြင်ရတော့မှာမဟုတ်ပါဘူးဒါကြောင့်တင်းကိုတယောက်ကဘန်ကောက်ခန္ဓာတဲကိုဝင်ဖို့ခွင့်ပေးလာခဲ့ရင်တင်းပါကိုရွေးမိမှာပါတယ်အဖေကကွမ်းမှန်မှာဖြေးပြီးသွားပါဗျာနံပါတ်2ဖူကူရှီမာ Explosion Zone ဂျပန်2017ခုနှစ်မှာဂျပန်နိုင်ငံကိုခြာဝရအပြီးတိုင်ပြောင်းလဲသွားစေခဲ့တဲ့ဖြစ်ဆိုးကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်တနာစရာဂျပန်ပြည်ကများအစိုးရဆိုးစင်ကဇက်တိုက်ဆိုလိုပဲကန်ဆိုးမုံမောင်ကြခဲ့တာပါအရင်ဆုံးကြီးမားတဲ့ငလင်ကြီးလှုပ်ပါတယ်ငလင်ကြီးကြောင့်ဆူနာမီဖြစ်ပြီးတော့အဲဒီဆူနာမီကြီးကြောင့်နျူကလ িয়ার ဓာတ်ပေးစက်ရုံတွေကိုပျက်စီးသွားပါတယ်အဲဒီစက်ရုံကြီးပျက်စီးမှုကြောင့်အဆင့်9နျူကလ িয়ার အရေးပျော်ကြမှုတွေဖြစ်ပေါ်လာလို့ချက်ချင်းပဲဓာတ်ပေးစက်ရုံရဲ့18မိုင်ပတ်ချာလည်မှာဒေထိုင်တဲ့ဒေသခံတွေကဘေးလူရကိုရွှေ့ပြောင်းခဲ့ရပါတယ်ဒီမနောစာမှုတရားချာနဝိုင်းနောက်ပိုင်းအဆိုအဆုံးနျူကလ িয়ার အရေးပျော်ကြမှုတွေဖြစ်ပြီးရင်းနှံလို့တဲ့ဓာတ်အောင်ကြီးသိမ်းမှုကြောင့်လူတော်များများတေးကျေပျက်စီးခဲ့ရပါတယ်အခုဒီအဲဒီ18မိုင်ပတ်လည်ကိုသွားလာခွင့်ပိတ်ပင်ထားပြီးဖူကူရှီမာချန်လန်းမှုဆောင်လို့လူသိများကြပါတယ်ဂျပန်ဆိုရအိုင်ညာကိုဘယ်သူမှမသွားဘူးလို့တားမြစ်ထားပေမဲ့တခါတော့ကကီယိုဝီလုံးဆိုတဲ့မလေးရှားတပ်ပုံဆရာတဦးဟာဘာကာပွေမှမပါဘဲအဲ့တဲကိုခိုးဝင်ခဲ့ပါတယ်ပြန်ထွက်လာပြီးတဲ့နောက်မှာတော့ဒီနေရာကြီးကလုံးဝကိုအသေးရစရာမျိုးကကြီးဖြစ်နေပြီးချောင်းချားပွဲကောင်းတောင်းနဲ့နေတိုင်းသူတွေကသူတို့ပစ္စည်းတွေတဲဖို့အောင်ချိန်များပဲထွက်ပြေးခဲ့ရတဲ့ပုံပေါ်ကြောင်းထုတ်ပြောခဲ့ပါတယ်ဒီနေရာကြီးဘေးကင်းတဲ့နေရာပြန်ဖြစ်ဖို့ကနှစ်100လောက်တောင်ကြာနိုင်တယ်လို့ဆိုထားတာဖြစ်ပါတယ်နံပါတ်3ဒီဂိုဂါစီယာဗြိတိရှပိုင်တဲ့နယ်မြေဒီဂိုဂါစီယာကျွန်းဟာဗြိတိရှပိုင်ဆိုမြဲဗြိတိန်ကနဲ့ဝေးကြီးဖြစ်ပြီးအရှေ့အာဖရိကအရှေ့လယ်ပိုင်းနဲ့အရှေ့တောင်အာရှကြားမှာတည်ရှိပါတယ်ဂျွန်လီယာဒေါ်အောင်ထူတာပြီးတော့တဲပြူလွားလွားနဲ့လှပတဲ့ကမ်းခြေတွေလည်းပြည့်ပါပဲဒါပေမဲ့ကမ္ဘာလက်ခီးသွားတယောက်မှဒီကျွန်းပေါ်မှာတင်တွေ့ရမှာမဟုတ်ပဲအမေရိကန်ရေတပ်ခြေဆိုင်စကန်တစ်ခုကိုသာထီးထီးတွေ့ရပါလိမ့်မယ်ဘာတောင်လဲဆိုတော့ဒီကျွန်းကြီးကမဟာဗျူဟာကျတဲ့အဓိကနေမီကြီးဖြစ်နေလို့ပါဒီခြေဆိုင်စကန်ကြီးထဲမှာအမေရိကန်စစ်တပ်ဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲဆိုတာကိုသိတဲ့သူကအင်မတန်နဲ့ပါတယ်တခြားနိုင်ငံတွေနဲ့ပရိပခဖြစ်ရင်အစင်းလေးတုံ့ပြန်နိုင်မှုအတွက် US သင်းမောင်းနဲ့လင်းပြန်တွေအဲ့ဒီကျွန်းမှာစကန်ချနေကြလို့ CIA လူဝဲစစ်ဆေးမေးမြန်းမှုတွေနဲ့တခြားသောလှုပ်ရှားမှုတွေကိုလည်းဒီကျွန်းမှာလှုပ်ဆောင်နေလို့ဆိုပါတယ်ဒရုန်းဘောပြောခဲ့တဲ့မှာစဉ်းစားကြတစ်ခုရှိနေပြည်သက်ကြီးတတိထားပြီးပါသားဗျဘာလို့လဲဆိုတော့ကျွန်းကဗြိတိန်ပိုင်လည်းပြောသေးအခြေချနေနေရကအမေရိကန်ခြေဆိုင်စကန်ကြီးဖြစ်နေတာပါအဲ့လိုဘာလို့ဖြစ်နေလဲဆိုတဲ့အကြောင်းရင်းကလည်းရှိပါတယ်ဒီကျွန်းကို UK ကပိုင်နေဆိုပေမဲ့ဈေးတိုက်ပွဲချိန်ကာလကစားလို့အမေရိကန်ကငှားစားခဲ့တာကြောင့်ဒီလိုမျိုး UK ပိုင်ကျွန်းမှာအမေရိကန်ခြေဆိုင်စကန်ကရှိနေရတာပါဝယ်နေစားကောင်းတာကအဲ့ဒီမတိုင်ခင်ကျွန်းမှာနေထိုင်နေပြီးသားဒေသခံလူပေါင်း2000လောက်ဟာ British အစိုးရရဲ့အတင်းအဓမ္မနေထုတ်တာကိုခံခဲ့ရတာပါပဲ2016ခုနှစ်မှာ UK နဲ့ US ဟာငှားစာချုပ်ကိုနောက်ထပ်နှစ်20တိတက်တန်းတိုးခဲ့တာကြောင့်နောက်ထပ်10စုနဲ့2ခုစာအထိအမေရိကန်ကအဲ့ကျွန်းမှာဆက်လက်ရှိနေအောင်မှာပဲဖြစ်ပါတယ်နံပါတ်4အင်္ဂလန်ဖန်တိုက် UK ကမ္ဘာမှာတန်ဖိုးရှိသောပိုင်ဆိုင်မှုတစ်ခုဟာရွှေဖြစ်ပါတယ်တကယ်တမ်းပြောရရင်ကမ္ဘာဘဏ္ဍာရေးစနစ်တစ်ခုလုံးကိုရွှေကကြောတောက်နောက်ကပြုထားခဲ့မှုပါတယ်အဲ့ဒီလိုမျိုးရေးပါလာတဲ့ရွှေမာနအများဆုံးရှိတဲ့နိုင်ငံကတော့အင်္ဂလန်နိုင်ငံဖြစ်ပါတယ်ရွှေတွေကိုအင်္ဂလန်ဘဏ်ရဲ့ဘဏ္ဍာခန်းတွေထဲမှာတင်စီထားပြီးကမ္ဘာမှာလုံခြုံဆုံးသောဘဏ္ဍာတွေလို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာတင်ထားတဲ့ရွှေအားလုံးကိုအင်္ဂလန်ဘဏ်ကမပိုင်ဆိုင်ပဲတခြားနိုင်ငံတွေကဒီဘဏ်တိုက်ကစိတ်ချလို့ဆိုပြီးလာအပ်ထားကြတာဖြစ်ပါတယ်အာဏာမြင့်ဆုံးရှိသူတွေသာအဲ့ဒီဘဏ်တိုက်တွေထဲဝင်ရောက်ခွင့်ရှိပါတယ်အဲ့ဒီခန်းတွေထဲမှာရွှေတုံးတွေထားလိုက်စီတင်ထားပြီး200ဘီလီယံဒေါ်လာကျော်တော့တန်ကြီးရှိမယ်လို့ဆိုကြပါတယ်မီဒီယာတွေကလည်းဝင်မပေးလို့အဲ့ဒီဘဏ်တိုက်ကိုရိုက်ထားတဲ့ဓာတ်ပုံတွေတော့နိုင်ငယ်ပဲရှိပါတယ်နေပေါင်း320ကျော်ကြာတဲ့အထိဘယ်ရွှေတုံးမှကိုမခံသေးဘူးဆိုပြီးတော့လည်းနာမည်ကောင်းရထားတာဖြစ်ပါတယ်နံပါတ်5 GISU မြို့သားလုံခြုံရေးပညာပေးပြလိုက်တရုတ်နိုင်ငံတိုင်းလူမှာပြတိုက်ဆိုတာနဲ့ပြည်ရင်းပြည်ပကလူတိုင်းကိုဓာမရှိဝင်ထွက်ခွင့်ပေးလို့ရှိပါတယ်ဒါပေမဲ့ကျွန်တော်အခုပြောပြမယ့်တရုတ်နိုင်ငံကပြလိုက်ကတော့ချွင်းချက်ပါ2009ခုနှစ်မှာတရုတ်နိုင်ငံဟာကိုပိုင်မြို့သားသရှိုးပြလိုက်ကိုဖွင့်နေခဲ့ပါတယ်ဒီပြလိုက်ထဲမှာ1920ခုနှစ်ကစလို့
ခုချိန်ထိတရုတ်နိုင်ငံရဲ့သရှုနဲ့လျှို့ဝှက်ထောက်လှမ်းရေးဆိုင်ရာသမိုင်းထောက်ထားတဲ့ပစ္စည်းတွေစူးစီးတည်ရှိနေပါတယ်လျှို့ဝှက်တပ်ပန်းကရိယာကစားလို့တာမန်ပစ္စည်းတွေတိုင်းချွတ်ဆွတ်တူနေတဲ့ရုပ်ပြစပိုင်ကင်မရာတွေရောလက်နက်တွေပါရှိနေရပါဒါပေမဲ့ဒီပြတိုက်ကိုနိုင်ငံသားဝင်ခွင့်လုံးဝပိတ်ပင်ထားပြီးသူတို့တရုတ်နိုင်ငံသားသာဝင်ခွင့်ရှိပါတယ်ဒါတော့မှလိုလက်ကူကူဝင်လို့မရပဲမတရားအဆင့်နဲ့လုံခြုံရေးစစ်ဆေးမှုရှိပါတယ်အထဲဝင်မဲ့သူတိုင်းဟာသရှုမုံတောင်းဒီပြချက်ရပြီးတော့မှဝင်ခွင့်ရှိတာပါအထဲရောက်ပြန်တော့တဲ့ဓာတ်ပုံရိုက်ခွင့်ကိုတားမြစ်ထားပါသေးတယ်ကြည့်ရတာအဲ့ပြတိုက်တဲကနီးပညာတွေကိုတရုတ်သရှုတွေဒီနေ့ထိအသုံးပြုနေကြတဲ့ပုံပါပဲဒီပြတိုက်ကိုကမ္ဘာပေါ်မှာလျှို့ဝှက်မှုအမြင့်ဆုံးနဲ့တားမြစ်မှုအများဆုံးပြတိုက်တစ်ခုလို့လည်းဆိုကြတာပါအဲ့ဒီပြတိုက်ကြောင့်ရယူထားတဲ့ဓာတ်ပုံဆိုလို့လက်ချိုးရည်လို့ရပြီးအဲ့ဒီဓာတ်ပုံတွေကလည်းပြတိုက်ကပဲတရားဝင်ထုတ်ပြန်ထားတာဖြစ်တာကြောင့်သတင်းချက်လက်တွေပြင်ပကိုလုံးဝပေါက်ကြားမှုမရှိအောင်တင်းကျပ်ထားတဲ့ပြတိုက်ခဲ့ပါတယ်နံပါတ်6 Morgan John South Carolina အမေရိကန်ပြည်ထောင်စု South Carolina ကန်ရန်လိုမှာလူမသွားဖို့တားမြစ်ထားတဲ့ညောင်ကျွန်းရှိတယ်ဆိုတာပြည်သက်ကြီးယုံနိုင်မလားဗျMorgan John ဆိုပေမဲ့ညောင်ကျွန်းလိုလူသိပုံများတဲ့ဒီကျွန်းဒီဟာရီဆက်မြောက်ပေါင်း4000ကျော်ရဲ့တိုင်းပြည်ဖြစ်ပါတယ်တခါတော့ကပူအာတိုရီကိုကမြောက်တွေကဗိုင်းရပ်စ်တွေကူးစက်ခံခဲ့ရတာကြောင့်သူတို့ကိုကယ်ဆယ်နိုင်မှုလူသူကင်းမဲ့တဲ့ဒီမော်ဂန်ကျွန်းစီပြောင်းရွှေ့ပေးခဲ့ကြတာဖြစ်ပါတယ်ဒီနေ့မှတော့ဒီကျွန်းကိုဘယ်သူမှသွားလို့မရအောင်အစိုးရကတားမြစ်ထားတာပါဘာကြောင့်လဲဆိုတော့လူတွေရောမြောက်တွေရောအန်ရဲ့ဂိမ်းမို့ထွက်ပါလူတွေကသိတဲ့အတိုင်းအချိန်မကောင်းတဲ့ညစ်ပတ်အိုးကြီးတွေဆိုတော့ဒီကျွန်းကိုသွားရင်လူတွေစီကဗိုင်းရပ်စ်တွေမြောက်တွေကိုကူးပြီးတေကုန်မှာကတကြောင်လူတွေမဲလိုက်တက်ပြတ်ပြစ်မှာကတကြောင်မလို့ပိတ်ပင်ထားတာဖြစ်ပါတယ်ဒါပြင်မြောက်တွေကသူတို့ကြီးပဲအသားကျနေရဖြစ်လို့လူဝင်လာတာနဲ့ဝိုင်းအောင်တိုက်ခိုက်နိုင်ပြီးနေမကောင်းရှုမကောင်းတည်သွားပါလိမ့်မယ်ဒါကြောင့်တာမန်လူတွေကိုလုံးဝမသွားခိုင်းပါဘူး။မြောက်တွေကိုဓာတ်မတဲမှုနဲ့ကူးစက်ရောဂါဆိုင်ရာမျိုးသား Institute ဖွဲ့ပြီးကပိုင်ဆိုင်ထားပြီးဒေးဗန်မီနာရှင်တွေနဲ့တူတေသူတွေကိုသာအကာအကွယ်ပြည့်နဲ့အဲ့ဒီကျုံကိုတွားခွင့်ပြုထားတာဖြစ်ပါတယ်။နံပါတ်9 The White Club UK White Club ဟာကမ္ဘာပေါ်မှာလျှို့ဝှက်ဆုံးဂျန်နမန်အသင်းဖွဲ့တစ်ခုလို့ဆိုကြပါတယ်။ဒီအသင်းဟာလန်ဒန်ရဲ့ထိပ်တန်းလူကုန်နိုင်ရပ်ကွက်မှာတည်ရှိတာဖြစ်ပြီးဒေးရီကျဲထက်တန်းလွာတွေနဲ့ဂျီဟရက်တွေသာဝင်ဝင်ရတဲ့အသင်းဖြစ်ပါတယ်။1993ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ဒီတင်းကြီးရဲ့ဖွဲ့ဝင်တွေအနေနဲ့ထိပ်တန်းနိုင်ငံရေးကောင်းဆောင်တွေဘီလန်နာတတိတွေနဲ့တောင်းဝင်မိသားစုဝင်တွေပါဝင်ပါတယ်။မိန်းမတွေကိုအသင်းဝင်ဖြစ်ခွင့်ပိတ်ပင်ထားပြီးအဒီဖွဲ့တွေကိုတဝီသောမျိုးသမီးသာပါဝင်ခွင့်ရှိပါတယ်။အဲ့ဒီမျိုးသမီးကတော့အင်္ဂလန်ဘီရင်မာကြီးပါပဲ။အဖွဲ့ဝင်ရေအတွက်900သာလက်ခံပြီးအားလုံးကကောင်ကြီးကြီးတွေကြီးပါ